Alan Matheson June ကျမလေးစားရတဲ့သင်္ချာပညာရှင်ကိုပြောပါဆိုရင်အင်္ဂလိပ်သင်္ချာပညာရှင် Alan Turing ပဲဖြစ်ပါတယ်။ဂျန်သူရဲ့ကိုယ်ဝတ်ထားတဲ့စစ်တည်များကိုဖော်နိုင်တဲ့စမ်းဆောင်ချက်တွေကိုလည်းတန်ဖိုးထားမိပါတယ်ရှင်။ Alan Turing ကနာဇီဂျာမန်တို့ရဲ့အင်နမာကုတ်ကိုဖော်နိုင်ခဲ့တာကဒုတိယကမ္ဘာစစ်မှာမဟာမိတ်များစစ်အောင်နိုင်မှုအတွက်အဓိကအချက်ဖြစ်ပြီးတော့စစ်ပွဲကိုအဆုံးသတ်နိုင်ပေးခဲ့တဲ့အတွက်ကြောင့်အသက်များစွာကိုလည်းကယ်တင်ပေးခဲ့သူဖြစ်ပါတယ်ရှင်။ Alan Turing သည်ဗြိတိရှသင်္ချာပညာရှင်ယုတ်တိဗေဒပညာရှင်နဲ့ cryptanalyst တဦးဖြစ်ပြီးခေတ်မီကွန်ပျူတာသိပ္ပံနဲ့ဉာဏ်ရည်တု AI အတွက်အုံမြင့်ချပေးခဲ့သူလည်းဖြစ်ပါတယ်။ Alan Turing ကိုလန်ဒန်မြို့တွင်1912ခုနှစ်ဇွန်လ23ရက်နေ့တွင်မွေးဖွားခဲ့ပြီးအင်္ဂလန်တောင်ပိုင်းမှာကြီးပြင်းခဲ့ပါတယ်။ Cambridge ရှိ King College မှာသင်္ချာပွဲရခဲ့ပြီး Turing သည်1936ခုနှစ်တွင်သင်္ချာသုတေသနကျောင်းသားအတွက်ချီးမြှင့်သော Cambridge တက္ကသိုလ်၏ Smith Prize ဆုကိုရရှိခဲ့ပါတယ်။ 1938ခုနှစ်တွင် Turing သည်အမေရိကန်ပြည်ထောင်စုရှိ Princeton တက္ကသိုလ်တွင်ပါရဂူဘွဲ့ယူခဲ့ပါတယ်။အမေရိကန်သင်္ချာပညာရှင် Alanson Churchill နှင့်အတူပြုစုခဲ့သော Churchill-Turing thesis သည်လူသိများသောစာတမ်းတစ်စောင်ဖြစ်ခဲ့ပါတယ်ရှင်။ Turing သည်ဒုတိယကမ္ဘာစစ်တွင် Bletchley Park ရှိ Government Code နှင့် Cyber School တို့တွင်အလုပ်လုပ်ခဲ့ပါတယ်ရှင်။ Turing သည်ခေတ်မီကွန်ပျူတာများအတွက်အခြေခံဖြစ်သော Turing Machine ကိုမိတ်ဆက်ပေးခဲ့ပြီးတော့1936ခုနှစ်တွင်တွက်ချက်နိုင်သောကဏ္ဍများဆိုင်ရာစာတမ်းတွေလည်းကွန်ပျူတာသိပ္ပံသမိုင်းအတွက်အရေးကြီးဆုံးဖြစ်ခဲ့ပါတယ်ရှင်။1945ခုနှစ်တွင် Turing သည်တတိယကွန်ပျူတာများသည်စင်တုယင်ကိုကောင်းစွာကစားနိုင်လိမ့်မည်ခံမှန်းခဲ့ပြီးနှစ်50အကြာတွင်1998ခုနှစ် IBM မှတည်ဆောက်ထားသော Deep Blue သည်ကမ္ဘာချန်ပီယံ Garry Kasparov ကိုပြိုင်ပွဲတွင်အနိုင်ရရှိသွားခဲ့ပါတယ်ရှင်။1946ခုနှစ်တွင် Alan သည်ပထမဆုံး Electronic Computer Design Automatic Computing Engine ACE ကိုထုတ်လုပ်ခဲ့ပါတယ်။1950ခုနှစ်တွင်ကွန်ပျူတာစက်ယန္တရားနှင့်ဉာဏ်ရည်ဉာဏ်သွေးဟူသောသိပ္ပံနည်းကျစာတမ်းတစ်စောင်ကိုလည်းထုတ်ဝေခဲ့ပါတယ်ရှင်။ဤစာတမ်းတွင် Alan သည်တနေ့တွင်ကွန်ပျူတာများတွေးတောနိုင်မလားဟုသောမေးခွန်းကိုမေးခဲ့ပြီးဉာဏ်ရည်တုကိုအကဲဖြတ်ရန်နည်းလမ်းတစ်ခု Turing Test ကိုလည်းတီထွင်ပေးခဲ့ပါတယ်။ Turing Test သည်ကွန်ပျူတာသိပ္ပံအတွက်လွန်အရေးပါတဲ့ test တစ်ခုလည်းဖြစ်လာခဲ့ပါတယ်ရှင်။2022ခုနှစ်နှောင်းပိုင်းတွင် ChatGPT ရဲ့ထွန်းကားမှုဟာ Turing Test စမ်းသပ်မှုရဲ့အစိတ်အပိုင်းများပြည့်မီခြင်းနဲ့ဆက်ဆက်တယ်လို့လည်းပြောဆိုလာကြပါတယ်ရှင်။ Turing ကိုဂျာမနီရဲ့အန်နမာကုတ်ကိုဖော်နိုင်ခြင်းအတွက်1946ခုနှစ်မှာ British Empire of the Order of the Officer OBE ကိုချီးမြှင့်ခဲ့ပါတယ်။သင်္ချာယုတ်တိဗေဒနဲ့တွက်ချက်မှုတီယိုတမ်မှာသူရဲ့အထူးတလဲလှုပ်ဆောင်မှုများအကြောင်း1951ခုနှစ်တွင် UK ရဲ့အမျိုးသားသိပ္ပံAcademy Royal Society မှာ Alan Turing ဟာထူးချွန်သောသိပ္ပံပညာရှင်တစ်ဦးအဖြစ်ရွေးချယ်ကာ Fellow of the Royal Society FRS ကိုဂုဏ်ပြုခဲ့ပါတယ်။ Turing သည်ဘဝတစ်လျှောက်လုံးအောင်မြင်မှုများစွာဖော်ဆောင်နိုင်ခဲ့တော်လဲနိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ဖုံးလွှမ်းထားတာကြောင့်အတိအမှတ်ပြုခံရခြင်းမျိုးမရှိခဲ့ပါဘူး။စစ်ပြီးတဲ့နောက်အင်္ဂလိပ်အစိုးရကအန်နမာကုတ်ကိုဖော်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကို29နှစ်ကြာအောင်လျှို့ဝှက်ထိန်းထားနိုင်ခဲ့ပြီး1984ခုနှစ်မှသာဝန်ခံခဲ့တာဖြစ်ပါတယ်ရှင်။ Alan Turing ၏ဘဝနှောင်းပိုင်းကာလသည်ခက်ခဲအကြီးတန်းခဲ့ပြီးအသက်ငယ်ငယ်နဲ့တည်ဆုံးခဲ့ရခြင်းရလဲ
သိပ္ပံပညာရဲ့လောကကြီးတစ်ခုလုံးရဲ့ကြီးမားတဲ့ဆုံးရှုံးမှုကြီးပဲဖြစ်ပါတယ်ရှင်ထိုခေတ်ကအင်္ဂလန်နိုင်ငံသည်လက်တူချစ်သူထားခြင်းကိုဥပဒေနှင့်တားမြစ်ထားသောအချိန်ကာလဖြစ်ပါတယ်1952ခုနှစ်တွင်အလမ်ဒီအမျိုးသားတဦးနှင့်ပေါင်းသင်းဆက်ဆံမှုအတွက်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်ထောင်ချမည့်အစားအလမ်ဒီဟိုမုံစေကူတာမှုခံရန်သဘောတူခဲ့ပါတယ်ဝမ်းနည်းစရာကောင်းသည်မှာအလမ်ဒီရာဇဝတ်မှုမှတ်တမ်းရှိသည့်အတွက်အလုပ်ဖြုတ်ခြင်းခံလိုက်ရပါတယ်ရှင်အလုပ်ဖြုတ်ခြင်းခံရတဲ့အလန်ဒီစိတ်သက်ကြလာပြီးဇာယနဲ့အစိတ်သိမ်း၍အသက်42နှစ်အရွယ်1954ခုနှစ်ဇွန်လ9ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်ရှင်စစ်ဆေးမင်းမြန်းချက်အရတည်ဆုံးမှုဟာကိုတက်တည်မှုလို့သတ်မှတ်ခဲ့ပေမဲ့မတော်တဆအစိမ့်မိသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ရှင်အလန်ကြီးကျယ်ခမ်းနားသောအောင်မြင်မှုများနှင့်ကြေကွဲပဲအဆုံးသတ်ကိုအတိအမှတ်ပြုသည့်အနေဖြင့်2001ခုနှစ်ဇွန်လတွင် Manchester Gay Village ၏ဗဟိုဖြစ်သော Cannon Street နေရှိ Manchester's Savile ပန်းခြံတွင်ကြေးရုပ်ထုတစ်ခုကိုစိုက်ထူခဲ့ပါသည်ပန်းသီးကင်ဆောင်ထားသည့်ရုပ်ထုသည်အသိပညာနှင့်ဆက်ဆက်နေလေးရှိသည့်သင်္ကေတတစ်ခုဖြစ်ပြီးသူ၏ဝမ်းနည်းဖွယ်တည်ဆုံမှုကိုလည်းဖော်ကျူးထားတာဖြစ်ပါတယ်ရှင်။ကျွင်းသည်ဇိုင်၌ပါသောပန်းသီးတစ်လုံးကိုစားသုံးခဲ့သည်ဟုဆွဆွဲခံထားရပါတယ်။သူထိုင်နေသည့်ခုံတန်းလျားတွင်ကုတ်ကပီးစာများဖော်ပြထားပြီးရုပ်ထု၏ခြေရင်းတွင်ကွန်ပျူတာသိပ္ပံပညာ၏ဖခင်သင်္ချာပညာရှင်ယုတ်တိဗေဒပညာရှင်စစ်အတွင်းကုတ်ဖြတ်သူဟုကပီးရေးထိုးထားပါတယ်ရှင်အလန်ကျူးရင်ကိုဂုဏ်ပြုသောအားဖြင့်2009ခုနှစ်တွင်စတီဗင်ကတ်တာကြောက်တုံးဖြင့်ဖန်တီးထားသောအလန်ကျူးရင်ရုပ်ထုကိုအင်္ဂလန်ရှိဘက်စလီပတ်တွင်ထားရှိပေးခဲ့ပါတယ်ရှင်1968ခုနှစ်တွင်အင်္ဂလန်နိုင်ငံ၌လက်တူချစ်သူဥပဒေကိုဖျက်သိမ်းပေးခဲ့ပါတယ်2013ခုနှစ်တွင်ဗြိတိရှဘုရင်မကြီးဒုတိယအဲလစ်ဇဘက်မှတရားဝင်တော်ဝင်လှုပ်ခွင့် Royal Pardon ကိုအလန်ကျူးရင်အားချီးမြှင့်ခဲ့ပါတယ်ဂျင်းသည်သူ့အပေါ်1952ခုနှစ်တွင်လက်တူဆက်ဆံရေးကြောင့်ဥပဒေအရပြစ်မှုတက်ဆင်မှုတရားဝင်ဖျက်သိမ်းပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဆယ်စုနှစ်များစွာကြာပြီးနောက်သူ၏ပုံတူကို Bank of England ပေါင်90ငွေစက္ကူပေါ်တွင်ဖော်ပြဂုဏ်ပြုခံရပြီးအလန်၏မွေးနေ့2021ခုနှစ်ဇွန်လ23ရက်နေ့တွင်စတင်ထုတ်ဝေပေးခဲ့ပါတယ်ရှင်ကျမအနေနဲ့ ChatGPT ရဲ့တွေးတောနိုင်မှုကိုစမ်းသပ်တဲ့အနေနဲ့သူ့ကိုဒီလိုမေးလိုက်ပါတယ်မင်းအနေနဲ့အလန်ကျူးရဲ့ဘဝတစ်ခုလုံးကိုကြည့်ပြီးဘယ်လိုရှုမြင်သုံးသပ်ခြင်းလဲအနှစ်ချုပ်လေးပြောပေးဖို့မေးတဲ့အခါမှာသူ့ရဲ့ရှုမြင်ချက်ကတော့အလန်ကျူးဟာတကယ်ကိုအနာဂတ်ကိုမျက်စိချင်းဆိုင်ပြသနိုင်တဲ့ထူးချွန်တဲ့သိပ္ပံပညာရှင်တဦးဖြစ်တဲ့လူပေါင်းရဲ့မသိတော်တဲ့ဖိအားတွေကြောင့်သူ့ရဲ့သက်တမ်း42နှစ်မှာတည်ဆုံးမှုသည်လူဖွဲ့စည်းကသူ့ရဲ့တန်ဖိုးမသိခဲ့တာပဲလို့ဖော်ပြပေးသွားပြီးတော့သူ့တည်ဆုံးမှုဟာပင်လယ်ထဲကိုရတနာကျသွားသလိုပါပဲလို့လည်းဖြေသွားခဲ့ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မကြခင်ပြန်ဆောင်ကြမယ်နော်